ဘာကိုလဲကလေးကိုဖမ်းဖို့အတွက်ဆက်ထွက်လာခဲ့ပါတယ်ဖရန်နဲ့စစ်ကတော့တယောက်တစ်ပေါက်ရန်ဖြစ်နေကြတဲ့တူတူခီးဆက်ရာကနေရေစားရောက်မျိုးသမီးတူကသူကလေးလေးကိုကြောက်ဆောင်ပုံမရမကတွန်းတင်နေအောင်တွေးလိုက်ရပါတယ်ဒီဖြစ်ကိုမြင်တော့ဖရန်ကသူ့နှမောင်းနဲ့ကလေးလေးကိုလိမ့်မကြဘူးထိန်းပေးလိုက်ပါတယ်ကြောက်ဆောင်မမအနီးထုံးလေးနဲ့ရည်သက်တဲ့ပြုံးတဲ့ကလေးလေးကိုစစ်နဲ့ဖရန်တို့ကကြည့်နေကြတုံးပါပဲကလေးမေကရေစားကနေရေထဲကိုမျောပါသွားခဲ့ပါပြီစစ်ကကလေးလေးကိုမြင်မြင်ချင်းတန်ရုံးစင်ဖြစ်မိပြီးတော့ခေါ်ဖို့စိတ်ကူးပေမဲ့ဖရန်ကတော့ကလေးကိုကြောခိုင်းကထွက်ခွာသွားပါတယ်ဒီတော့စစ်ကမန်နီမင်းကလေးလေးကိုဒီတိုင်းပြစ်ထားခဲ့မလို့လားငါတို့ခေါ်သွားဖို့တင့်တယ်လေးလို့ပြောတော့ဖရန်ကဘာတန်ရုံးစင်မှာငါမထားဘူးမင်းတို့သာငါမှားပြီးတော့ကူညီခဲ့ပြီလို့ခုနောက်ကနေတကောက်ကောက်ပါလာနေတာလို့ပြောလိုက်ပါတယ်စစ်ကတော့မင်းမကူညီခြင်းနေလေငါတော့ကလေးကိုမထားခဲ့နိုင်ငါနဲ့တူခေါ်သွားပြီးတော့ကလေးကိုတောင်းမလူတွေစီပို့ပေးရမယ်လို့ပြောကလေးလေးကိုခေါ်ပြီးတော့ဖရန်ကိုစိတ်ဆိုးပြီးထွက်လာခဲ့ပါတယ်စစ်ဟာကလေးလေးကိုပွေ့ပြီးတော့ရေကိုနောက်ကျောကကြောက်တောင်ပေါ်မရမကတက်ပါတော့တယ်အရန်ခက်ခဲနေအောင်လုံနေတဲ့အတွက်ဖရန်ကတော့အောက်ကနေကြည့်နေခဲ့တာပါလိုတက်နေတဲ့ကလေးလေးကအနီးတုပ်ထဲကနေအောက်ကိုရှော့ချသွားပါတယ်ဒီချိန်မှာစစ်ကအောက်ကမန်နီကိုကူညီဖို့မန်နီလို့လမ်းអော်လိုက်ပါတယ်ဖရန်ကမြင်မြင်ချင်းလမ်းဖမ်းမှုစူးစမ်းပေမဲ့ဂျားကဒရာဂိုကကိုက်ဆွဲသွားပါတော့တယ်ဒါမှလည်းဖရန်ကနှမောင်းနဲ့ပြန်ဆွဲယူလိုက်ပါတယ်ဒရာဂိုကငါဒရာဂိုပါ तू ကငါဝေစုလေမင်းတို့ဘာလုပ်တာလဲကောင်လေးကိုသူတို့လူတွေစီပြန်ပို့ဖို့ငါတောင်းယူလိုက်မယ်လို့ပြောတဲ့အခါဖရန်ကငါနာမည်မန်ဖရန်ဒီတောင်ကိုမင်းယူဖို့မလို့ဒေတာရမင်းကငါတို့နဲ့အဖွဲတူမဖြစ်သိဘူးလို့ပြောကစစ်ကိုစစ်မင်းကတော့နောက်ဆက်တာဒီကနောက်ဆုံးဖြစ်ပါစေနော်ငါတို့ပြန်ပို့ဖို့ကူညီပေးမယ်ဆိုပြီးထွက်လာခဲ့ပါတယ်ဒရာဂိုကတော့ကြံကိန်းနဲ့ကလေးကိုသူတို့လက်ထဲကနေပြန်အောင်ဘယ်လိုလုပ်ရမလဲပဲတွေးနေမိပါတော့တယ်စင်နဲ့ဖရန်တောင်ပေါ်ကလူတွေစီကိုခီးဆက်ခဲ့နေတောင်ပေါ်ရောက်မှာတော့လူတွေဟာသူတို့စကန်ချတဲ့နေရာကနေထွက်သွားခဲ့ပါပြီဘယ်သူမှမရှိတော့ပါဘူးဒီချိန်ဒရာဂိုပြန်လာပြီးတော့မင်းတို့လူတွေဘယ်အောင်နေလဲမသိဘူးမို့လားလက်ကားပေမန်ခံနေပါနဲ့ဒီကောင်လေးပြန်ပို့ဖို့ငါပဲတောင်းဝင်လိုက်ပါမယ်လို့ပြောကလေးကိုယူလိုက်ပါတယ်ဖရန်ကလူတွေကဟိုးရေခဲတောင်တွေဘက်မှာအခြေချနေတာလူတိုင်းသိမင်းကူညီဖို့မလိုဘူးလို့ပြောလိုက်ပါတယ်ဒရာဂိုကတော့အေးသိတယ်ဆိုရင်တော့လူတွေစီမိသွားမလွယ်ဘူးနှစ်ရက်လောက်နေလမ်းမှာနှင်းမုံတိုင်းပိတ်မိပြီဒီတော့ငါတို့ကလူတွေကိုအမြန်ချေရခံနိုင်မှုလိုတယ်လေလို့ပြန်ရှင်းပြတော့ဖရန်ကစစ်ကိုအခုပဲသွားကြမယ်လို့ခေါ်ကဒရာဂိုလည်းသူတို့ရှိကလမ်းပြကူညီဖို့ခေါ်ခဲ့လိုက်ပါတယ်ဒုနဲ့သူတို့၃ယောက်ကလေးလေးကိုလူတွေစီပြန်ပို့ဖို့ခီးဆက်ခဲ့ကြပါတယ်ဒရာဂိုကတော့သူ့ကြံတဲ့ဒီကိစ္စကိုသဘောတူလက်ခံခဲ့တာဖြစ်ပါတယ်လမ်းမှာတစ်ခါတည်းကလေးကြီးကြတဲ့ခါမျိုးမှာသူတို့တွေကတယောက်လက်ချော့မြူကြပါတယ်ဒရာဂိုကလည်းသူလှုပ်တတ်တယ်လို့တွေဝါလှုပ်ပြတာမျိုးဖရန်ကလည်းစစ်ကိုရိုက်ပြတာမျိုးတွေလှုပ်ပြပြီးတော့ကလေးကိုငိုတိတ်အောင်မျိုးမျိုးစူးစမ်းကြပါတယ်နောက်ဆုံးတော့ကလေးငိုမတိတ်တာဘိုက်စာလိုပဲဆိုအဖေကိုတီးသွားပြီးတော့အနီးနောက်စာကြည့်ရမှာငှက်ဥတွေဆူတောင်းထားတဲ့ဖျဲသီးလုံးလေးကိုတွေးလိုက်ရပါတယ်ဒီဖျဲသီးကကလေးတွေအသင်းတော်ဆုံးပဲလို့သိတော့သူတို့ကငှက်တွေစီကနေမရအောင်လူဖို့စူးစမ်းကြပါတော့တယ်ငှက်တွေကလည်းသူတို့ရဲ့ရိတ်ခါဖြစ်လို့ဘလို့မှခွဲမပေးနိုင်ဘူးလို့ပြောပါတယ်အခုလာမဲ့ဆောင်းကအပူချိန်3 ဒီဂရီရောက်သွားငါတို့ကမြေအောက်မှာလာချီနေကြရမှာဒါကြောင့်အစာအုပ်ကူတွေကတူလောင်ထားမှာလို့ပြောပါတယ်စင်နဲ့ဖရန်ကလည်းအစာအုပ်ကလေးကိုကျွေးမှဖြစ်မှာမလို့ရအောင်လူယူကြပါတယ်ငှက်တွေနဲ့စစ်တော်တိုက်ခိုက်နေကြရင်းနဲ့ပဲစစ်ဟာဖျဲသီးလုံးကိုရယူနိုင်ခဲ့ပါတယ်ဒီတော့မှကလေးလေးကလည်းမြိန်ဆက်စွာစားပြီးတော့အငိုတိတ်သွားပါတော့တယ်ညဘက်တဲ့အခါဖရန်ဟာကလေးကိုသူ့ရဲ့နှမောင်းကိုခွေပြီးတော့နှွေးထွေးချော့သိပ်ပါတယ်ဖရန်စိတ်ထဲမှာတော့ဒရာဂိုကိုမယုံကြည်ပါဘူးဒရာဂိုကကလေးကိုအန်နယ်ပြုတ်နိုင်မပြုတ်နိုင်တေချာစူးစမ်းပြီးတော့ဒရာဂိုအိမ်မှာစိတ်ချပြီးသူကအိတ်တာပဲဖြစ်ပါတယ်ဒရာဂိုကတော့အကြံမားပြီးစစ်နဲ့ဖရန်အိမ်မောကြနေချိန်မှာကလေးကိုယူဖို့ကြိုးစားမယ်ဖရန်ကိုလည်းကြောက်ရတာကြောင့်အချန်ကိုလက်လျှော့ခဲ့ရပါတယ်အဲ့ညမှာ